Pause. Back. Button. မိတာလေးချန်နယ်ကိုကျွန်တော်လည်းဒီကြည့်ရှုနေကြတဲ့ခုနသားသမီးကျွန်တော်မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေ့ပြီးတော့ကံကြိုးညံကြိုးပေါရိယကြိုးနဲ့ပေါင်းဆက်ပြီးခံစားနိုင်ကြပါစေရဲ့လို့ဥစွာပနာမှာကာရဝပြုရင်းနဲ့နှုတ်ခွန်းဆက်တာအပ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာတော့မိတာလေးကိုအပေးကြည့်ရှုနေကြတဲ့ခုနသားသမီးကျွန်တော်မိတ်ဆွေများကိုအိမ်တော်ရေးစီးပွားရေးလူမှုရေးနဲ့တကွအခုချိန်မှာတော်တော်လေးခက်စားနေတဲ့ဥစ္စာပြောက်လူပြောက်ပစ္စည်းပြောက်ဒီလိုကိစ္စမျိုးတွေအတွက်အသုံးပြုလို့ရနိုင်တဲ့ရေရရာကောင်းလေးတစ်ခုကိုမျှဝေပေးလိုက်ပါစီအဲ့တော့ဒီရေရရာစီစဉ်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့မြတ်တာလက် channel ကို like and subscribe လေးလုပ်ပြီးတော့အားပေးကြကြပါလေပဲထပ်မံပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်အဲ့တော့ရေရရာစီစဉ်လေးကို Swipe up to unlock. စလိုက်ပါနော်အဲ့တော့ရေရရာစီစဉ်လေးမစတင်ခင်မှာလိုအပ်တဲ့ပစ္စည်းလေးတွေကိုကျွန်တော်ရဲ့ထုံးစံတိုင်းပြပြပေးသွားမှာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့အများကြီးမလိုပါဘူးလင်မက်တစ်ချက်လိုတယ်ပကံပြားတစ်ချက်လိုတယ်ဖျောင်းနိုင်ကိုယ်တိုင်လိုပါတယ်ပြီးရင်တော့မိမိသုံးကျင်တဲ့ရေရရာအကြောင်းအရာကိုဥပမာဆိုလူမှုရေးနဲ့သုံးကျင်လူမှုရေးပြဿနာကိုစာရွက်နဲ့ချရေးဖို့လိုတယ်လူပြောက်ဆိုလည်းလူပြောက်ပစ္စည်းပြောက်ဆိုလည်းပစ္စည်းပြောက်သူ့ရဲ့ပုံပေါ့နော်ပုံရနိုင်ပုံမရနိုင်ရင်စာရွက်နဲ့ချရေးဖို့လိုပါတယ်ဒါလေးလိုပါတယ်အဲ့တော့ပထမအဆုံးအနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်ခုံကောင်းကောင်းခုံတန်တန်လေးတစ်ခုံရှာပါပြီးရင်ဖျားတင်ရှိမှအဲ့ဒီခုံကိုချပါပြီးလို့ရှိရင်လင်မန်းလေးကိုအဲ့ဒီခုံပေါ်မှာတင်ပါပြီးလို့ရှိရင်တော့ခဏကျွန်တော်တို့အစင်နဲ့ရှာထားတဲ့ပကံပြားလေးကိုလင်မန်းထဲမှာထည့်ပါပြီးလို့ရှိရင်အဲ့ဒီထဲကိုမိမိရဲ့သုံးမဲ့ရေရရာနဲ့ပတ်သက်တဲ့ဟိုမှာလူမှုရေးဆိုလူမှုရေးပေါ့နော်ပညာရေးဆိုပညာရေးကျမ်းမာရေးဆိုကျမ်းမာရေးဒါတွေကအကျမ်းအဖြစ်သုံးတာပေါ့အဲ့တော့လူပြောက်ပစ္စည်းပြောက်ဥစ္စာပြောက်ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေသုံးလို့ရနိုင်တဲ့အရာလေးကိုပုံရရင်ပုံမရရင်စာရေးပြီးတော့မှအဲ့ဒီပကံပြားလေးတွေကိုထည့်ရမှာဖြစ်ပါတယ်ထည့်ပြီးလို့ရှိရင်ခဏဖျောင်းတိုင်ကိုတိုင်ကိုကိုယ့်ရဲ့ညာဘက်လက်နဲ့ဆုပ်ကင်ထားပါဆုပ်ကင်ပြီးတော့မှကိုယ့်ရဲ့လူရစုကိုတောင်းပါတောင်းပြီးရနဲ့အဲ့ဒီတည်းကဖျောင်းတိုင်9တိုင်ကိုဖျားစင်မှာဖျားမိပူဇော်ရမှာဖြစ်ပါတယ်ပူဇော်ပြီးရနဲ့အဲ့ဒီရဲ့စပွဲကုံ4တောင်မှာကြံဖျောင်းတိုင်4တိုင်ကိုထုံးညှိရမှာဖြစ်ပါတယ်ထုံးညှိပြီးရနဲ့မိမိဖြစ်ချင်တဲ့ဆန္ဒကို3ချိန်တိုင်ပြောရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ရေရရာစီစဉ်ကအောင်မြင်ပါပြီအဲ့တော့ဒီရေရရာလေးကတော့မခက်မလွယ်ရေရရာလေးပေါ့နော်လွယ်တော့လွယ်တယ်ဒါပေမဲ့ခက်တယ်ပေါ့ဒါမျိုးပြောရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနကတည်းကကျွန်တော်မိတ်ဆွေများအနေနဲ့ကရေရရာပြုလုပ်ချင်လို့ရှိရင်ပြုလုပ်ဖို့တော့တတိရတယ်တစ်ခါတလေမှာပစ္စည်းရှာပါရတယ်ပစ္စည်းတွေရှာရတာခက်တာတွေမျိုးလေးရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့လွယ်တော့လွယ်တယ်ဒါပေမဲ့ခက်တယ်ဆိုတဲ့ရေရရာမျိုးလေးဖြစ်ပါတယ်အဲ့တစ်ဆက်တည်းမှာပဲကျွန်တော်ဒီပေါ်မှာခုနကတည်းကကျွန်တော်မိတ်ဆွေများအလွယ်တကူသုံးပြုနိုင်တဲ့ခံပြရနီလန်လေးတစ်ခုကိုလည်းမျှဝေပေးကြပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့အိမ်တွေမှာအိမ်မြေချမ်းမြေတွေမှာပြားအောင်ဆွဲခြင်းပြဿနာပါအဲ့တော့အဲ့ဒီပြားအောင်ဆွဲခြင်းပြဿနာကိုပြားမောင်းနီလို့အကြမ်းမြတ်ဖြင့်လွယ်ခေါ်ကြပါတယ်ဒါကိုလည်းတော်တော်များများဟိုရှင်းမီနောက်မီအဖိုးဖွားဦးကြီးဦးလေးဒါမျိုးလူတွေကတော့သိကောင်းသိနိုင်ပါတယ်သိမယ်လို့လည်းထင်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းဒီ2025နောက်ပိုင်းဒါမှမဟုတ်လည်းဒီ2000နောက်ပိုင်းနေပေါ့နော်ဒီတိုးတက်လာတဲ့ခေတ်နဲ့အညီ
ဒီကံပေးကနီလန်းလေးတွေကလည်းပျောက်လာကြပါတယ်အဲ့တော့ဒီကံပေးကနီလန်းလေးတွေကိုလည်းခုနှစ်သမီးကျွန်တော်မိတ်ဆွေများလူငယ်လူရွယ်များရောလူကြီးများရောသိရအောင်ဒီထဲမှာပဲတစ်ခါတည်းတင်ပြပေးလိုက်ပါတယ်အဲ့ဒါကတော့မိမိရဲ့အိမ်မှာပြားဆွဲလို့မိမိကမနေစီလို့ရင်ပြားမောင်းနေနေဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ချက်ပြားဝိုင်းချက်ပြားစီလေး၃ပြားကိုရှာပါပြီးလို့ရှိရင်မိမိရဲ့ရွှေတယ်ပေါ့နော်လက်ကောက်ဖြစ်စေလက်စွပ်ဖြစ်စေရွှေတယ်မရှိတဲ့လူကရွှေရည်စိန်ရွှေအတူလဲရပါတယ်နောက်ဒါမျိုးတွေလည်းလုပ်နိုင်ပါတယ်အဲ့ဒါကိုထည့်ပြီးတော့မှရေနဲ့ဖြော်ရမှာဖြစ်ပါတယ်ရေနဲ့ဖြော်ပြီးတော့အဲ့ဒီပစ္စည်းတွေကိုပြန်ပြီးတော့ဆယ်ယူထားလိုက်ပါပြီးလို့ရှိရင်အဲ့ဒီရေနဲ့လက်နောက်ပြန်ပြားအောင်ကိုပြစ်ပြီးတော့ပြားများကိုမြတ်တာပုတ်ပြီးတော့မောင်းရအဖြစ်ပြားများပြန်သွားစေပါတယ်အဲ့တော့ဒီရေဒီယာနီလန်းလေးကိုဒီကံပြားနီလန်းလေးကိုလည်းပဲကျွန်တော်အနေနဲ့ခုနကကျွန်တော်မိတ်ဆွေများသိရှိအောင်တခါတည်းပဲမျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့ခုနကကျွန်တော်မိတ်ဆွေများအားလုံးလည်းပြောတဲ့အတိုင်းလုပ်ပြီးတော့လုပ်တဲ့အတိုင်းလည်းအောင်မြင်နိုင်ကြပါစေလို့ဆုတောင်းပန်တာပြုအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ရေဒီယာစီစဉ်ကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ဖြိုးရံပိုင်စကိုင်းဖြစ်ပါတယ် 7:39 p.m. Freeze. Stop.